မင်္ဂလာပါခင်ဗျာကျွန်တော်တီဟာပါမိတ်ဆွေတို့အနေနဲ့ညားဖက်ကောင်းကင်ကြီးကိုမော်ကြည့်ပြီးတော့ကိုသိငယ်လိုက်တာလို့တွေးမိဖူးကြလားအဲ့ဒီမိတ်တုတ်အလင်းရောင်လေးတွေရဲ့နောက်ွယ်မှာဘလို့ရှိုးခွက်ချက်တွေဘလို့ကြီးမားခမ်းနားမှုတွေရှိနေမလဲဆိုတာဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်တကယ်တော့ကျွန်တော်တို့နေ့တိုင်းမြင်နေရတဲ့နေမင်းကြီးရလဲခြေတစင်းပါပဲကဘာနဲ့အနီးဆုံးခြေတစင်းပေါ့ပလတ်စမာလို့ခေါ်တဲ့အပူငွေ့လုံးကြီးထူပြီးကဘာမြေပေါ်ကတရှိတွေရှင်ထန်ဖို့စွာရင်ဒီပေးနေတာပါနေမင်းကြီးကလွေးရင်ကြံတဲ့ခြေတွေကတော့အယံဝေလုံးလို့အလင်းဆက်လီတွေအနေနဲ့ပဲမြင်ရတာဖြစ်ပါတယ်ဒါဆိုဒီခြေတွေဘယ်လိုစတင်ဖြစ်ပေါ်လာသလဲစကြဝဠာတွေကတန်းငွေတွေဖုံးမုံလီစုဝေးရာနက်ဖြူလာလို့ခေါ်တဲ့နေရာတွေကနေမွေးဖွားလာကြတာပါဆွဲငင်အားကြောင့်အမုံလေးစူစီးပြီးအပူချင်းတွေမြင့်တက်လာတဲ့အခါကျဲလောင်းလေးတွေစတင်တန်းတီလာကြတာတယ်ကျဲတစင်းရဲ့အတွင်းပိုင်းဦးတိုင်းမှာနာမည်ကျော် nuclear fusion လို့ခေါ်တဲ့ nuclear ပေါင်းစည်းမှုတွေဖြစ်ပေါ်နေပါတယ်ဟိုက်ဒရိုဂျင်အတန်တွေပေါင်းစည်းပြီးဟီလီယမ်အဖစ်ပြောင်းလဲသွားတဲ့ဖြစ်စဉ်ကနေကြီးမားလာတဲ့အလင်းနဲ့အပူစွာရင်တွေထွက်ပေါ်လာပြီးကျဲကိုတောက်ပါစေတာပါကောင်းကင်ကိုတေချာကြည့်ရင်ကျဲတွေရဲ့အယောင်မတူတာကိုတွေ့ရပါလိမ့်မယ်အပြာရောင်တောင်းနေတဲ့ကျဲတွေကအပူချိန်အလိုမြင့်မားပြီးအနီရောင်ထမ်းတဲ့ကျဲတွေကတော့အပူချိန်ပိုနှိမ့်ကြပါတယ်ဒါကသူတို့ရဲ့တက်တားနဲ့ဖွဲ့စည်းပုံကိုပြသနေတာပါလူဒီလိုပါပဲကျဲဒီမှာလည်းမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းဆိုတာရှိပါတယ်တချို့ကျဲတွေကဘီလီယံကြီးပြီးတည်တတ်နိုင်ပေမဲ့တချို့ကျဲကြီးတွေကြတော့တက်တန်းတိုတောင်ပြီးပောက်ကွဲဖြစ်စီသွားတတ်ကြပါတယ်ကျဲဘူးနီ red dwarf လေးတွေကတော့တက်တန်းအရှိကြဆုံးကျဲဒီပေါ့အင်မတန်ကြီးပါတဲ့ကျဲကြီးတွေတည်ဆုံးတဲ့အခါစူပါနိုဗာလို့ခေါ်တဲ့မဟာပေါက်ကွဲမှုကြီးဖြစ်ပေါ်ပါတယ်ဒီပေါက်ကွဲမှုကနေစကြဝဠာအနှံ့ကို dressing အထစ်တွေဖြန့်ကျက်ပေးလိုက်ပါတယ်အလွန်တရာတောက်ပလို့တခါတလေနေခင်းဖန်မာတောင်မြင်ရနိုင်လောက်တဲ့အထီပါပဲကျဲကြီးတွေပေါက်ကွဲပြီးတဲ့နောက်တချို့ကတွင်းနတ် black hole တွေအထစ်ပြောင်းလဲသွားကြတယ်ဆွဲငင်အားအလွန်ပြင်းထန်လို့အလင်းရောင်တောင်မလွတ်မြောက်နိုင်တဲ့နေရာတွေပေါ့ဒါဟာစကြဝဠာရဲ့ရှိုးဝက်စမ်းကြဲမှုအကြီးမားဆုံးတစ်ခုပါပဲစိတ်ဝင်စားစရာအကောင်းဆုံးအချက်အားတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကာဗွန်အောက်ဆီဂျင်စတဲ့ dressing တွေဟာအဲ့ဒီကျဲတွေပေါက်ကွဲရာကနေရောက်ရှိလာတာပါနက္ခတ္တဗေဒပညာရှင် Carl Sagan ပြောခဲ့သလိုပေါ့ကျွန်တော်တို့အားလုံးဟာကျဲမုံကျဲမွားဒီနဲ့ဖွဲ့စည်းထားတဲ့ Stardust လေးတွေပါပဲညာဖတ်ကောင်းကင်ကိုကြည့်လိုက်တိုင်းကျွန်တော်တို့ဟာအတိတ်ကိုပြင်ကြည့်နေရတာနဲ့အတူတူပါပဲဘာလို့လဲဆိုတော့ကျဲဒီစီကအလင်းရောင်ဟာကဘာမြေကိုရောက်ဖို့နှစ်ပေါင်းများစွာကြာမြင့်လို့ပါတချို့ကျဲတွေပျက်စီးသွားရင်တောင်ကျွန်တော်တို့စီမှာအလင်းရောင်ကျန်နေနိုင်ပါသေးတယ်ရှေးခေတ်လူသားတွေဟာပင်လေပင်ခရီးသွားတဲ့အခါလမ်းကြောင်းမပြောက်အောင်ကျဲတွေကိုပဲအားကိုးခဲ့ရပါတယ်ဒူဝန်ကျဲ North Star လို့ခေါ်တဲ့လမ်းပြကျဲတွေဟာခေတ်အဆက်ဆက်လူသားတွေရဲ့မျက်လုံးတန်လိုက်အိမ်မြောင်တွေဖြစ်ခဲ့ပြီးယဉ်ကျေးမှုများစွာကိုပုံဖော်ပေးခဲ့ပါတယ်ကျွန်တော်တို့နေထိုင်ရာ Milky Way Galaxy ကြီးထဲမှာလည်းကျဲအစိမ်းပေါင်းဘီလီယံတရာကနေ4 လလောက်အထိရှိမယ်လို့ခန့်မှန်းရပါတယ်ဒါဟာစကြဝဠာကြီးဘလောက်ကျဲပြောလဲဆိုတာကိုပြသနေတာပါကျွန်တော်တို့ကတေးတောင်ပြင်းပေါ်ကတဲပွင့်လီတပွင့်လောက်ပါပဲဒါကြောင့်ဒီညမိတ်ဆွေတို့အိမ်အပြင်ထွက်ပြီးကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါရိုးရှင်းတဲ့အလင်းဆက်လီတွေမဟုတ်ပဲစကြဝဠာရဲ့ကြီးမားတဲ့စွမ်းရည်တွေတမိုင်းကြောင်းတွေနဲ့ကိုယ်နဲ့ဆက်နွယ်နေမှုကိုမြင်အောင်ခန်းစားကြည့်စေချင်ပါတယ်ကျဲတွေအကြောင်းပြောရမယ်ဆိုရင်ကုန်နိုင်မယ်မထင်ပါဘူးဒီနေ့တော့ဒီလောက်နဲ့ပဲရနာပါရစေကျွန်တော်တီဟာပါနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် podcast မှာပြန်ဆောင်ကြပါမယ်ခင်ဗျာ